အားလုံးပဲမင်္ဂလာပါခင်ဗျာ Ghost Story Channel ကနေအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်နဲ့ကျွန်တော်ရည်စားကခရီးဝေးအခြေရေးပါတလဲစီတယောက်စီအလက်ပတ်သွားကြရပါတယ်ကျွန်တော်ကကာနီဒါမှာနေပြီးတော့သူမကအော်စတြေးလျမှာပါလွန်ခဲ့တဲ့2နှစ်လောက်ကကျွန်တော်သူမနေတဲ့အော်စတြေးလျကိုသွားလေခဲ့တယ်သူမကအမေနဲ့အတူတူနေပါတယ်အခြေအနေကိုနားလည်အောင်ပြောရရင်သူမရဲ့အခန်းကကားကိုတောင်နဲ့စက်ထားတဲ့အဆောင်ငယ်တစ်မျိုးပါဒါကြောင့်အိမ်မာကြီးတဲကိုဝင်ဖို့ဆိုရင်ကားကိုတောင်ကိုဖြတ်ပြီးတော့သွားရပါတယ်ကျွန်တော်ရောက်ပြီးသတင်းတစ်ပတ်အနည်းငယ်ကြာတော့အခါတညမှာညတနာရီလောက်အိယာကနိုးလာတော့အခန်းတစ်ခုလိုအနီးရောင်အလေးနဲ့လေးနေတာကိုတွေးလိုက်ရပါတယ်မျက်နှာချက်ကိုကြည့်လိုက်တော့အနှိမ့်ရောင်ပုံရိပ်တစ်ခုမျက်နှာချက်ပေါ်မှာတွားသွားနေတာကိုတွေးလိုက်ရတယ်သူ့ပုံစံကလူတစ်ယောက်နေတယ်လုံးဝမဖြစ်နိုင်လောက်အောင်လှုပ်ရှားနေတယ်သူ့ရဲ့ရိုးတွေအားလုံးကကျိုးနေတယ်လို့မျိုးပါပဲကျွန်တော်အော်ဟစ်လိုက်တော့ကျွန်တော်ရည်စားနိုးလာတယ်သူမှလည်းမျက်နှာချက်ကိုကြည့်ပြီးတော့အော်ပါတော့တယ်စိတ်ထဲကအလိုလိုနေနဲ့ခေါင်းကိုဆွဲယူပြီးတော့အဲဒီပုံရိပ်ဘက်ကိုပစ်လိုက်တယ်အဲ့ဒီနောက်ပိုင်းကျွန်တော်ဘာမှမမှတ်မိတော့ဘူးအမောင်ကကျွန်တော်ကိုလွှမ်းခြုံသွားသလိုပါပဲနိုင်နေငယ်ကြာမှနိုးလာခဲ့တယ်ကျွန်တော်ရည်စားအိပ်ပျော်နေတာကြောင့်ကျွန်တော်အိမ်မက်မှတ်တာပဲဖြစ်မယ်လို့တွေးလိုက်တယ်တန်စင်ကန်သွားကျင်တာကြောင့်တာပြီးတော့ကားကိုတောင်ကိုဖြတ်ပြီးအိမ်မာကြီးဘက်ကိုထွက်လာခဲ့လိုက်တယ်အိမ်မာကြီးရဲ့ကားကိုတောင်ကြားကတကားကတော်တော်ကိုထူးပြီးဖွင့်လိုက်ပိတ်လိုက်လုပ်ရင်ကျဲလောင်စွာမြည်တတ်တာကိုပြောရပါမယ်အိမ်အဝင်ဝါနေမလန်းမကန်းမှအိတ်နေတဲ့ရီးသားရဲ့အမေကိုမနိုးအောင်တကားကိုတတ်နိုင်သမျှအတန်မထွက်အောင်ဖွင့်မှုကြိုးစားခဲ့တယ်တကားဖွင့်လိုက်တော့လဲအရင်လိုပဲကျဲလောင်စွာမြည်ဟိန်သွားတော့တယ်ရီးသားရဲ့အမေနိုးလာပြီးတော့အော်ဟစ်ပါတော့တယ်ကျွန်တော်သူ့ကိုနိုးသွားအောင်လုပ်လိုက်ပြီးသူကြောက်လန့်သွားပြီလို့ယူဆပြီးတော့အမြန်ဆုံးရီးစားစီကိုပြန်လာခဲ့တယ်။သူမကိုနှုတ်ပြီးအမေကိုတွားချော်ဖို့ပြောလိုက်တယ်။သူမထွက်သွားပြီးမိနစ်20လောက်ကြာမှပြန်လာပြီးတော့ကျွန်တော်ကိုအိမ်မက်ထဲမှာတခုခုထူးဆန်းတာများမြင်ခဲ့ရသေးလားလို့မေးတယ်။ကျွန်တော်လည်းအနီရောင်အလေးနဲ့ထူးဆန်းတဲ့ပုံရိပ်အကြောင်းကိုပြောပြလိုက်တယ်။သူမမျက်လုံးတွေပြူးကျယ်လာပြီးတော့သူမအမေလည်းအတူတူပဲမြင်ခဲ့ရတယ်လို့ပြောတယ်။ပြီးတော့သူမထပ်ပြောလိုက်တာကတော့ကျွန်တော်အိမ်တကားဖွင့်လိုက်တဲ့အချိန်အမေကကျွန်တော်အတန်ကြားပြီးနိုးလာတယ်ဒါပေမဲ့သူကြောင်းလန့်သွားတာကကျွန်တော်ကြောင့်မဟုတ်ဘူးသူမအိယာနဲ့မျက်နှာချင်းဆိုင်မှာမတက်ရက်နေတဲ့အနက်ရောက်ပုံရိပ်ကိုမြင်လိုက်ရလို့ပါကျွန်တော်လိုပဲသူ့အမေလည်းတတိလစ်သွားပြီးတော့ကျွန်တော်ရည်စားလှုပ်လို့မှသူတတိပြန်ရလာပြီးဝမ်းနေစိတ်နဲ့သူသမီးကိုဖတ်ပြီးတော့ငိုပါတော့တယ်